မင်္ဂလာပါ DDID Professional Training Center က online သင်ကြားပေးနေတဲ့ BNW DCB course ကနေပြန်လည်ကြိုဆိုပါအဲ့တော့ဒီနေ့တော့ကျွန်တော်တို့ကဒီမှာ Windows 10 Professional ပေါ့လေ Windows 10 server မှာကျွန်တော်တို့ကဒီ BNW ESXi server လေးဘယ်လိုမျိုး Windows 10 Pro and ပေါ့လေဒီမှာဒါဒီပေါ်မှာကျွန်တော်တို့က BNW ESXi server လေးအခွန်လေးတိုင်းပေါ့လေတင်ပြီးတော့စမ်းကြည့်ဖို့ရအတွက် visualization ကိုကိုယ်တိုင်အိမ်မှာ laptop နဲ့ပြီးပေါ့လေတုံးပြီးတော့စမ်းကြည့်ဖို့အတွက်ကျွန်တော်တို့ကဘယ်လိုမျိုး Hyper-V လေး on ပြီးတော့ဒီသူ့ရဲ့ဒီ ESXi Customize 3ဆိုတဲ့ဒီဟိုလေးရှိပါတယ်ဒီကျွန်တော်တို့ဒီ Google Drive ကနေလမ်းပြီးတော့ပို့ထားတဲ့ Customize 3ဒီ installer လေးကနေပေါ့လေလမ်းပြီးတော့ mount လုပ်ပြီးတော့ကိုယ့်ရဲ့ Hyper-V ပေါ်မှာလမ်းပြီးဘယ်လိုတင်ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့လုပ်ပြချင်ပါတယ်အဲ့တော့ ESXi Customize 3နဲ့ဘာကြောင့်တင်ခိုင်းရလဲဆိုရင်သူက BNW ဒီ website ကနေ download ချပြီးတော့ဟိုယူလိုက်တဲ့ဒီ installer တွေကပေါ့လေဒီ ESXi Customize တွေကျွန်တော် Google Drive link နဲ့ကနေပို့ပေးထားတယ်အဲ့တော့ဒါလေးနဲ့တင်မှသူက driver တွေအားလုံးသိပါလိမ့်မယ်ဒီလိုမျိုး BNW မှာ type 1ရှိ type 2ရှိ type 1ဆိုတာသူက server တွေဟိုမှာတင်ပြီးတော့ run တဲ့ဒီ hypervisor ကြီးတွေပေါ့လေ type 2ကအခု BNW workstation တို့ Hyper-V တို့ပေါ်မှာတင်ပြီးတော့ဆန်တဲ့ပုံစံကိုပြောတာပါသူ software Samsung application Samsung အဲ့လိုမျိုးဟိုကြားခံ OS တခုပေါ်မှာ app Samsung တင်ပြီးတော့ OS လေးတွေ BN အနေနဲ့ရိုက်ပြီး run တာပါအဲ့တော့ type 2လို့ခေါ်အဲ့တော့ type 2နဲ့ဆိုင်ကျွန်တော်တို့ကဟိုဒီလိုမျိုး customize မလုပ်ထားရင် driver တွေမသိတတ်ပါဘူးမသိရင်ကျွန်တော်တို့ချိန်ပြီးတော့သုံးလို့မရဘူးပေါ့လေအဲ့တော့ဒါဆို customize trader လေးကို download ချပြီးတော့ကျွန်တော်တို့ Hyper-V မှာတင်မယ်ဆိုရင်ဒီဆက်မှာ Hyper-V ဘယ်လိုမျိုးဝင်ရမလဲအဲ့တော့ Hyper-V ငုံမို့ရအတွက်ကနှစ်မျိုးပေါ့လေဒီဆက်ဒီကိုထိုင်တုံးနဲ့ဒီ Windows 10 Pro and တင်ထားတဲ့ဒီဆက်ကဟို BIOS ထဲကနေ delete key နှိပ်ပြီးတော့ F2 နဲ့ BIOS ထဲကနေဝင်ပြီးတော့ကျွန်တော်တို့ကလည်းအရင်ဆုံး Intel VT ဆိုတဲ့ဟာလေးကို on ထားရမယ် on ပြီးတော့ဒါဆိုဒီမှာ Windows တက်လာဒီ10 Windows feature on ဆိုတဲ့ဟာလေးရှိပါတယ်ကိုက administrator နဲ့တော့ login ဝင်ထားပါပေါ့လေအဲ့တော့ Hyper-V ဆိုပြီးတော့သွားလိုက်ရင်အဲ့တော့ဒါဆိုရင်ဒီကနေပြီးတော့ကျွန်တော်တို့ကဒါ Hyper-V ဆိုတဲ့ဒါလေးရှိပါတယ်ဒါလေးဖွင့်ချပြီး Hyper-V အဲ့ဒါဆိုရင်ဒါလေးတွေအားလုံးချက်ပေါက်လေး online ရပါပြီအဲ့တော့ဒီပေါ့လေ Hyper-V online တော့သူ search for require file ဆိုပြီးတော့သူကတခါတည်းနဲ့လိုအပ်တဲ့ file တွေကိုရှာပြီးတော့သူတင်သွားပါလိမ့်မယ်အခုဆိုကျွန်တော်ရဲ့ဒီ set ကဟို blind change လုပ်တယ်ဒီမှာဆို online လည်းမိနေတယ်ပေါ့လေ online မိနေတယ်တကယ်လို့များဒီ .NET framework တို့ပေါ်လို့လိုရဲဆိုသူ online ကနေတိုက်ရိုက်ဆွဲသွားမယ်အခြေအနေမှာရှိနေပါတယ်အဲ့တော့ဟို offline သုံးတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လိုမျိုး blind change လိုမျိုးလုပ်ပြီးွားရင်ဒါ Hyper-V ကိုလမ်းပြီးတော့ဒီ set မှာ software အနေနဲ့တော့ turn on လိုက်ပြီသူကဒါဆိုကျွန်တော်တို့အခုတိုင်သုံးနေတဲ့ set ကအနည်းဆုံးတော့ Windows 10 Pro တော့ဖြစ်ရမယ်ပေါ့လေအခုဆို Pro and new version ပေါ့လေ Pro and workstation ဆိုတော့သူ့ပေါ်မှာ Hyper-V on လို့ရနေတယ်ပေါ့လေအဲ့တော့2018 version မှာဒါဆိုရင်ဒီတော့2018 Windows 10မှာ2018တော့ထုတ်တဲ့ Pro and version ကိုတင်ထားဆိုသူ့ပေါ် Hyper-V လေး on လိုက်တယ် on ပြီးအဲ့ဒီ Hyper-V ပေါ်မှာကျွန်တော်တို့ကခုနပြောတဲ့ BNW ESXi အခွန်လေးတင်ကြည့်မယ် 7.0 တင်ကြည့်မယ်အဲ့တော့ကျွန်တော် Google Drive ကနေပို့ပေးထားတဲ့ဒီ Customize 3လေးကို down ပြီးတော့တင်စီချင်တာဘာကြောင့်လဲဆိုတော့ခုနကျွန်တော်ပြောသလို driver တွေမသိမှာဆိုလို့ပါဒီထဲမှာတော့ customize အကုန် driver တွေ hardware version အားလုံးတော့ driver တွေပေါင်းထည့်ပြီးသားဆိုတော့ကျွန်တော်အကြောင်းသားတွေပြန်ဆိုင်ရင်ပြန် web station နဲ့ပေါ်မှာပဲပြန်တင်တယ်ဒီလိုမျိုး Hyper-V ပေါ်မှာတင်တယ်အားလုံးဟို driver သိတယ် IP driver သိတော့ IP တွေပေးလို့ရတယ်full package အကုန်လုံးသူရဲ့ full function ပေါ့လေအကုန်လုံးသုံးလို့ရတယ်ပေါ့လေအဲ့လိုကြောင်းပါတာမာအပြင်သူက BNW installer တွေသူရဲ့ BNW website ကနေလည်းဝင်ပြီး register လုပ် download လည်းရပါတယ်တို့ပေမဲ့ဒီ branded server ပေါ့လေ type 1 server ကြီးတွေပေါ်မှာတင်တဲ့ဟာတွေရလာပြီးတော့ကိုလည်းပြန်ပြီးတော့ဒီလိုမျိုးလဲ type 2ပေါ်မှာလည်းတင်ပြီးတော့ software ပေါ်မှာတင်ဆိုင်ရောမရတဲ့ဟာတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့မျိုးလေးဖြစ်မှာဆိုလို့ကျွန်တော်တို့ဒီကနေ Google Drive ထဲကနေလမ်းပြီးပို့ပေးတဲ့ဒီ Customize 3 ISO လေးကိုdown ပြီးတော့တင်စေချင်ပါတယ်ပြီးတော့နောက်တစ်ခုကအခုစပြီးတော့ကိုယ်စီမှာ Windows 10ရှိရဆို Windows 10 Pro အနည်းဆုံးတော့ Pro version ဖြစ်ရမယ် Pro ပေါ်မှာ Hyper-V ကိုဒီလိုမျိုးလဲတက်ပြီးတော့ on ရပါတယ်သူကထပ်ပြီး software ထည့်ဖို့မလိုပါဘူးဒီကနေပြီးတော့ Hyper-V ရိုက်ထည့်လိုက်ရင်10 Windows feature on and off ဆိုတာရှိပါတယ်ဒီကောင်မ on ဟာတင်ဒါလေး on လိုက်ရင်ရပါပြီအဲ့တော့အဲ့လိုမှမဟုတ်လဲဟာလာ control panel နဲ့တွားပြီးတော့ဒီ Windows feature ဝင် on လဲရပါတယ်ဒါဆို apply changes ဆိုပြီးဒီမှာဖြစ်နေမယ်ပြီးတော့ reboot ကျသွားမယ် reboot ကျသွားရင်ဒါဆို Hyper-V လေးလမ်းပြီးတော့ဟိုပြန်ပြီးတော့ on လာတာကိုတွေ့ရမယ် Hyper-V manager on လာတာတွေ့ရမယ်အဲ့တော့ reboot ချနေတဲ့အချိန်မှာကျွန်တော်တစ်ချက်ပါလုပ်ပြရမယ်ဒီ set ကို F2 တာမို့ delete နဲ့ဟိုနှိပ်ဝင်ပြီးတော့ BIOS ထဲကိုဝင်လိုက်ပါဝင်ပြီးတော့ဟို banks
ဒီ CPU set ဒီမှာ Intel VT ဆိုတာလေးရှိပါတယ်ကျွန်တော်ဒီကနေရိုက်ပြပါမယ်သူက Intel VT ဆိုတာဒီလိုမျိုးလေးပါ INTEL Intel VT ဒီလိုမျိုးလေးပါအဲ့တော့ Intel Virtualization Technology ကိုသူကမူရင်းတိုင်းဆို disable ဖြစ်နေတတ်ပါတယ်အဲ့ဒါလေးကိုဝင်ပြီးတော့ အနေပေးရပါမယ် Intel VT ကိုဒီ set reboot ချပြီးတော့ပြန်ပြီးတက်လိုက်ဒါဆိုရင်ဒီ set မှာရှိနေတဲ့ CPU ကဒီ set မှာရှိနေတဲ့ hardware တွေကို virtualization လုပ်ပိုင်ခွင့်ပြုလိုက်ပြီးဆိုတဲ့သဘောပါပဲအဲ့တော့နောက်တစ်ခုကဒါ software အနေနဲ့လည်း Windows 10 Pro အန်တင်ထားတယ်အဲ့ပေါ်မှာ Hyper-V ကိုလည်း turn on ပြီးပါပဲဒါဆိုရင်တော့ကျွန်တော်တို့ကကိုနှစ်ဆင့်ပေါ့လေပြီးသွား hardware ကိုလည်း turn on တယ်BIOS တွေကနေပြီးတော့နောက်တစ်ခုက Hyper-V ကိုလည်း software အနေနဲ့ Windows 10 Pro အပေါ်မှာ on တယ်ဝင်ပြီးတော့နံပါတ်3အဆင့်အနေနဲ့ကျွန်တော်ဒီ installer လေးပေါ့လေ ESX Customize 3ဒီ installer လေးကျွန်တော်တို့ကရှိနေရပါမယ်ဒါဆိုဒီ installer လေးရဲ့ကျွန်တော်တို့ကဒီ driver တွေအားလုံးကိုက်ညီအောင်ပေါင်းပြီးတော့ထည့်ပေးထားတဲ့ installer လေးပါအဲ့ဒါလေးရှိနေရင်ကျွန်တော်တို့က web station မှာပြ Hyper-V မှာပြဝင်ပြီးတော့တင်လို့ရပါပြီအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကခုနကျွန်တော်ပြန်ရှာရပေးရပါလိမ့်မသိဘူး ESXi VMware ESXi Customize 3လားအဲ့ဒီတော့အဲ့ဒါလေးကျွန်တော်တို့ကဒီကျွန်တော် Google Drive ထဲကနေပို့ပေးထားပါတယ် link လေးပေါ့လေအဲ့ဒါလေးကို down ပြီးတော့လုပ်ဖို့လိုပါတယ်ပြီးတော့ဒီလိုမျိုးလေး vSphere 6ဆိုတင်ပြီးတော့ကျွန်တော်တို့ကဒီ DR လေးပေါ့လေ DR လေးကျွန်တော်တို့ vSphere client လေးလိုပါတယ်သူကဒီ server ဝင်ပြီးတော့ administration လုပ်ဖို့ vSphere client ဒီ 7.0 ဒါလေးကိုလည်းကိုယ်စက်ထဲမှာတင်ထားဖို့လိုပါတယ်အဲ့တော့အဲ့ဒီလေးကျွန်တော် Google Drive ထဲကနေလမ်းပြီးတော့တင်ထားပေးပါတယ်ဒီလိုမျိုးပေါ့လေ vSphere client ဒါလေးတင်ထားဖို့လိုပါတယ်ဆိုတော့ကျွန်တော်ပါတယ် installer လေးဒီအဲ့တော့ဒါလေးတွေပြည့်စုံပြီဆိုလို့ရှိရင်ကျွန်တော်တို့က reboot ချပြီးရင် Hyper-V ကနေဝင်ပြီးတော့ကျွန်တော်တို့ကဝင်ပြီးခုန Customize 3 AI ဆိုလဲ ready ရှိပြီဆိုရင်ဝင်ပြီးသုံးလို့ရပြီဝင်ပြီးတော့ installation ပေါ့လေဒီ ESXi 7.0 Customize လောက်ထားတဲ့ဒီ ESXi server vSphere server 7.0 တင်ပြီးတော့ဆန်းလို့ရှာပြီပေါ့လေ ready ဖြစ်ပြီပေါ့လေဟုတ်ပြီဒါလေးဟလာအဆင်ပြေမယ်လို့ထင်ပါတယ်ဒါဆိုနံပါတ်1ကBIOS တဲကနေဝင်ပြီးတော့ delete key တာပေါ့ F2 နဲ့ဝင်ပြီး Intel Video on နံပါတ်2က Hyper-V ကိုဝင် Windows 10 Pro မှာရမှာပါအနည်းဆုံး Windows 10 Pro Windows 10ကိုရိုး home version ဆိုရင်မရပါဘူးပြီးတော့နောက်တစ်ခုကနံပါတ်3ကကျွန်တော် Google Drive ထဲကနေပြီးတော့အခုနပြောတဲ့ ESXi Customize 3 AI ဆိုလေးဝင်ပြီးတော့ down ရပါမယ်နံပါတ်4ကတော့အဲ့ဒီ ESXi vSphere server ဝင်ပြီးတော့ administration လုပ်ဖို့အခုနကျွန်တော်ပြတဲ့ဒီ VMware ဒီ VMware BI client ဒီ 7.0 ဒါလေးကို installation လုပ်ထားရပါမယ် install လုပ်ရင်တော့ဒီပေါ်မှာမျိုးလေးပေါ်နေတာလေးပေါ့လေဒီကောင်လေးပေါ်နေတာဆိုရင်ကို installation လုပ်ထားတဲ့ server ကိုလမ်းပြီးတော့ main IP ကိုရိုက်ပြီး root user name နဲ့ကိုပေးထားတဲ့ password နဲ့ရိုက်ဝင်ပြီးတော့ administration lab 1ကိုစဆန်းလို့ရမယ်ပေါ့လေ lab 1စဆန်း role ဆို user permission တို့ဒါတွေစမ်းကြည့်လို့ရပါတယ်အခုဆိုတော့ reboot ချပြီးတော့ Hyper-V မှာလမ်းပြီးတော့ESXi server လေး installation စပြီးလုပ်ကြည့်လို့ရပါတယ်ဟုတ်ပြီနောက်လက်မှာကျွန်တော်လုပ်ပြပါမယ်အခုတော့ reboot ချလိုက်ပါအောင်အားလုံးအဆင်ပြေပါစေ